Struggling with tech English? Good morning, everyone. Welcome to class. Online မှာအခမဲ့ course တွေထောင်ထဲချီပြီးရှိပါတယ် free YouTube video တွေ free tutorial တွေလည်းများစွာရှိပါတယ်ဒါဆိုဘာလို့မစနိုင်သေးတာလဲဘာလို့လဲဆိုတော့ technical English ကိုလိုအပ်နေလို့ဖြစ်ပါတယ် OpenAI နဲ့ Tesla က Andre Kapadi ကပြောခဲ့ပူပါတယ် The hardest new programming language is English အဲ့ဒီ free course တွေအားလုံးက English တွေဖြစ်ပါတယ် AI tools တွေအားလုံးကလည်း English လိုပါပဲဒါကြောင့်ဒီ course ကိုကျွန်တော်ဖန်တီးခဲ့တာဖြစ်ပါတယ်ကျွန်တော်ကတော့ Simon Tutor ပါ Technical English for AI and IT လေးပတ်စာ recorded လုပ်ထားပါတယ် School Community မှာတင်ထားပါတယ်အချိန်မရွေးကိုယ့်ဘာကိုလေ့လာလို့ရပါတယ်အထူး VIP အနေနဲ့ Nike ရဲ့ Director of Software Engineering ဖြစ်တဲ့ Mr. Connor Boucher ကလည်းပါဝင်ထားပါတယ်ဒီတင်နန်းကိုတက်ထားတဲ့ကျောင်းသားတွေရဲ့ပြောဆိုချက်ကိုကြည့်ရအောင်ကျွန်တော်နာမည်ကတော့ကိုနိုင်လေးဖြစ်ပါတယ်ဒီတင်တဲ့ကြောင့်ကျွန်တော်အခုအင်္ဂလိပ် content တွေကိုလေ့လာတဲ့အချိန်မှာပို့ပြီးတော့လွယ်ကူလာတယ်အထူးသဖြင့် YouTube tutorial နဲ့ဒီ text documentation ကိုဆက်လက်နေပို့ပြီးတော့လုပ်လာနိုင်တာကိုကျွန်တော်တွေ့ရှိရပါတယ်အဲဒါကြောင့်မလို့ AI နဲ့ ID ကိုလေ့လာနေတဲ့သူတွေအတွက်ပိုင်းဆိုင်သူတို့ရဲ့သုံးတင်နန်းလေးကိုကျွန်တော်အထူးပဲချန်ပြုလိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာတင်နန်းပြီးတော့တဲ့အခါမှာအင်္ဂလိပ်လိုနဲ့ share လေးလုပ်ထားတဲ့ YouTube video တွေ seminar တွေ conference တွေကိုလေ့လာရတာပို့ပြီးတော့လွယ်ကူလာပါတယ်ဒါကြောင့်ဆရာ Simon Tutor ရဲ့နောက်ထပ်ဖွင့်လှစ်မဲ့တင်နန်းတွေကိုသိရှိနိုင်ဖို့အတွက်ဒီပညာတွေ share လေးလုပ်ပေးနေတဲ့ Simon Tutor YouTube channel ကို subscribe လုပ်ထားပေးဖို့တင်ကောင်းလေးမျှဝေပေးချင်ပါတယ်ဒီတင်နန်းတက်ဖို့ဆိုရင်တသိန်းချက်တွင်းရုံနဲ့တနေ့တည်းလေ့လာလို့ရမှာဖြစ်ပါတယ် simontutor.com/technicalenglish ကိုတွားပြီးတော့အခုပဲ register လုပ်လိုက်ပါ Facebook caption YouTube description နဲ့ TikTok bios တွေlink ချထားပေးပါတယ်အဲ့ဒါ click လုပ်လိုက်ပါ See you in the class